hello မင်္ဂလာပါကျွန်တော်တို့ဒီနေ့ပတ်စံရှာမယ်တူဒီကိုခံပါကျွန်တော်ရှိတဲ့ဘက်မှာဘာတွေနဲ့အမြဲရခဲ့လဲဆိုတော့ပြောပြရမယ်ပေါ့နော်ကျွန်တော်စတင်ထုတ်တာဒီမူပေါ့နော်လေးလုံးခွေရဲ့စုဘူးရဲ့ပေါ့နော်ဒီမူတွေအရင်ရှင်းပြရပေါ့နော်ဒီမှာဆိုကျွန်တော်9690ခွေအဲ့ခွေက3မူတူနေပေါ့နော်3မူတူထားတယ်အဲ့ဒါပြရမယ်ဒီအခုပုံကတော့ကျွန်တော်ပြီးကြမှာနောက်ဆုံးမှပြင်ထုတ်တာအများကြီးပဲပေါ့နော်ဒီတမူလေးနဲ့တော့အဆင်ပြေသွားတယ်အဓိကတော့ဒီမူပေါ့နော်690183ကစုဘူးတွေမှာထည့်ထားတယ်ပေါ့နော်အဲ့ဒါကိုဒီမှာဒါပုံရှင်းအောင်ပြန်ပြပါနော်ပြီးခွန်3ည break ကားဒီမှာလည်း2ရက်အတွင်းလိုက်ထားတယ်သူ့နောက်ကမူတွေကခွန်305ခွန်ပေါ့အဲ့လို break တွေဒီမှာဆို305ခွန် break ပြီးရင်6ခွန်309အဲ့လိုမျိုးပေါ့နော်ဒါခုနမူပို့ပြီးကောင်းထောက်ပြီးနောက်တက်မူပေါ့နော်နှစ်မူဖြစ်သွားပြီပေါ့နော်အဲ့ဒီထဲမှာနောက်တူမူကလည်းအတိုင်းပဲဒီ93ညနောက်တူမူက305ခွန် breakပြင်38နှစ် break အဲ့ဒါလေး38နှစ်အခွေပေါ့နော်38နှစ်အခွေကိုကျွန်တော်စုဘူးမှာထည့်လိုက်တယ်183ခွေနဲ့ပေါင်းပြပေါ့နော်အဲ့ဒါကျွန်တော်တနေ့ငွေနေမှာကျွန်တော်ထုတ်တာဒီနေ့တိုင်းမှာ666တက်နဲ့ပြီးသွားပြီပေါ့နော်အကုန်လုံးအဲ့မှာဒီ385ခွေဒီမှာထည့်ရတယ်385ခွေနဲ့ခုနဟိုဘက်ကစုဘူးမှာတူတဲ့ဟာနဲ့38ကျွန်တော်ထည့်ရအဲ့တင်ထားပြီပေါ့နော်ပြီးဒီမှာ385 3ခွေအဲ့မှာရောတူရဲအဲ့ကြောင့်မလို့ကျွန်တော်အဲ့နေရာ385 3ခွေရောထည့်ပြီးတော့38ကို mainဆော့တယ်ပေါ့နော်အဲ့မှာရပါတယ်ပေါ့နော်ဒါ38လဲရတယ်ပြီး2939ကတော့ကျွန်တော်မရလိုက်ဘူး39ကအမှန်ဆိုရတယ်490ပေါ့နော်ကျွန်တော်တစ်ပတ်ဆောင်မှာတင်ထားပြီးနောက်ထပ်တစ်ရက်မှာကျွန်တော်ဒီ၅လုံးခွေပေါ့နော်2931ခွေကိုကျွန်တော်ဘယ်လိုလုပ်လိုက်လဲဆိုတော့ဒီအပိတ်နဲ့အလဲတစ်မူရဲ့နှစ်ပတ်မြောက်မှာသူက2939အခွေလိုက်ထားရပေါ့နော်အဲ့ဒါတစ်ချက်ပေါ့နော်ပြီးနောက်တစ်ခါကျတော့ထိပ်ပိတ်အပိတ်နဲ့မှာထိပ်ပိတ်နှစ်တူတဲ့မူကအဲ့အား290ပူပါရဲ့190ပူပါရဲ့လိုက်ထားရပေါ့နော်အဲ့မှာနှစ်ချက်ပေါ့နော်ပြီးတော့နောက်တစ်ခါကျတော့ဒီဒါကတော့အစောကြီးတဲ့ channel မှာတင်ထားရပါတော့10 minute 3 break အပိတ် minute အပူမှာတော့1.3ညအခွေကျန်သေးရပါတော့အပေါ်ဟာရအကုန်ထွက်သွားရမယ်490လို့ပါဘူးမှန်ဆိုရင်6.9 4 5 3ည break ထွက်သွားအဲ့မှာကျွန်တော်1.3ညအခွေရှိရပြီးဒီနှစ်ထွက်သွားရအောင်မှာလေ1.5 3ညအခွေရှိရကျွန်တော်အဲ့ချက်တွေကြောင့်မလို့ဒုတိယတစ်ချိန်အကတ်ထွက်တာလေအောင်သွားရပါတော့ပထမတစ်ချိန်အောင်ဒုတိယတစ်ချိန်အောင်နဲ့ဒေါက်ကကောင်းလို့လွဲသွားတယ်ဒေါက်ကကောင်းက2ခေါင်လွဲရဒီတစ်ပတ်